ပါနဲ့လို့မပြောခဲ့ဘူးလားဘာလို့မှာလူတိုင်းမှာလူတိုင်းမှာ original first time design ထားကလာနေတာထားရှိတယ်အဲ့လေဟုတ်တယ်နော်လူတိုင်းမှာတော့ရပါလားအေးကဘာကြီးကတော်တော်ကြီးမားကျယ်ပြန့်လာပဲနေ့စဉ်တထွေးနေမှာလည်းကဘာကြီးရဲ့တိုးတက်ပြောင်းလဲမှုတွေတွေ့နေရတယ်အဲ့လိုတိုးတက်လာတာမြင်အောင်လေဝမ်းသာမိပါလေဒါပေမဲ့အဲ့ဒီတိုးတက်မှုတွေကကျွန်တော်တို့နဲ့လားမှမသက်ဆိုင်ပါကျုပ်အိမ်မှာရေခဲတက်တာမရှိပန်းငါမရှိလက်စစ်မီမရှိနဲ့ TV ကြည့်ရင်တော့တကြီးရင်တွားကြည့်ရတဲ့အပြင်ဒါပေမဲ့ငါမိသားစုတွေဆောင်ရွက်တင်းနေမှုကြောင့်စိတ်ချမ်းသာပါလားအချို့တွေကလူတော့ချမ်းသာတယ်စိတ်မချမ်းသာတိတ်1000ကနေ2000လိုချင်တယ်2000ရတယ်တော့3000လိုချင်ကြတယ်ငါတော့အပူကြီးကင်းနေရမယ်တော့မထင်ဘူးငါမင်းမသိနေဆိုရင်တိုက်ဆောက်ကားစီနိုင်မှာပြောတတ်သူမဟုတ်ဘူးညီကိုကြောင့်မှစံစီစအကုန်ပြည့်နေကျေနပ်နေတဲ့သူပဲလေကျွန်ုပ်ရဲ့တပည့်ကျော်ဘက်ကလေးကတော့ရှင်းပါလေပူပန်းစရာမင်းမပြေလို့ရှိနေရင်လည်းသူ့ဘဝရဲ့ပြီးပြည့်စုံနေမဟုတ်လားကတပီဟာဘာလို့ဟာဘာတော့လုံးမနေနဲ့ရှင်းဒီတိုင်းပဲနေတော့မှာလားကျွန်တော်ကဒီတိုင်းမနေလို့ဖိုးငွေပြီးတောထွက်ရမှာလားဒါမှမဟုတ်ရင်တော့မိမယူရမှာလားပြောရှင်ပိုးရပြောမနေနဲ့အဲ့နှစ်ခုလုံးမဖြစ်နိုင်တာလေးကြည့်ပဲဖိုးယူရအောင်လဲရှင်ကငါးပါးတိလာတော့မှန်အောင်ဆိုနိုင်လို့လားနောက်မိမယူဖို့ဆိုတာပေါ်တော့မှမဖြစ်နိုင်သေးရဲ့နော်ဒီမှာကတုတ်ပြီးကျမသာရှင့်ကိုမျက်စိမှောက်ပြီးမယူခဲ့ရင်ခုရှင်လူပြိုကြီးဘဝပဲဆိုတာမှတ်ထားလိုက်ပါ
ဆက်ပြောလဲငါနိုင်မှာမဟုတ်တော့ဘူးမိမနဲ့ကိုယောက်ျားကိုအဲ့လိုအထင်ကြီးရသလားဟဲ့ကဲပြောသူတို့ဘာလို့ပြရမလဲ အလို့တော့ကြီးကြီးကျယ်ကျယ်ပြောနေပြန်ပြီမဲလိုက်တာတခုကလည်းပြီရှင်းကဘာတွေများလောက်တက်လို့တော့ဒီတော့မနဲ့ဆဆထားပြီးတောထဲဝင်မိုးပြင်တော့ကြားလားရွာရင်းကကုံစုံဆိုင်မှာတမိုးရင်းလုံးကျွေးယူစားတာတွေလည်းဆက်ရမယ်လေစားတော့စားထားပြီးခုတော့မေ့နေပလား ပြီးပါကွာမမေ့ပါဘူးငယ်ရတော့တူပြီလာပြီဟေး ဘယ်လိုဘိုက်ကလေးလဲပါတယ်နော်အဲ့တော့ဝက်ကိုငါဖမ်းပြမယ်မင်းစောင့်ကြည့်နေမိကန်ဒီကြမှာကွာဒီတုံးကဘယ်ရဘလို့ရောက်လာဝက်လည်းပြေးပြီ ဟာဆက်တို့ဝက်ကဘယ်နဲ့ရောက်လာတော့ ဟိုဘက်ကိုပြေးသွားတာပဲ ဟာဘယ်မှာတော့တွေ့လည်းမတွေ့ပါဘူး
ရှာတွေ့ယောရှာတွေ့ရေအိုး ဒီနေ့ကံမကောင်းပါလားဗျာဟာမဟုတ်ဆိုးလို့ရတာလည်းမလွယ်ပါတော့ကွာ ဟုတ်ပါရှာတွေ့ရအိမ်ပြန်ဘာမှမပိုင်တော့မမမြင်စုမှာပဲ ဒီလောက်ထိလာခဲ့ပြီးကမှတော့ဘုံဆိုးတိတ်ခါကြတားကုန်ရမှာပဲပြန်ရမယ်ကွာငယ်ရသာတွတ်ပြီးလာပြီဟေးဟာဒီမှာဝတ်ချီပဲဒီကောင်တိတ်ဝေးဝေးမတော်တော့ဘူးကွာ ဟေးဝတ်သားစားရောမဲဟေးဝတ်သားစားရတော့မဲ ပူပူနူးနူးလေဒီကောင်ဒီနားမှာပဲဖြစ်ရကဲငါတို့ဆက်လိုက်အောင် ဟမ်အောင်မလီဗျာ ဒီတန်ရာတွေနဲ့ဆိုရင်တော့တပတ်လောက်တော့နားလိုက်အောင်မကွာတော်သေးပြီလို့ပေါ့ဟာရှာတို့ဒီကြားယူရှာယူတက်လိုက်တာလား ဟဲ့ငါလက်ချက်ပေါ့ကွာ တော်လိုက်တာရှာတို့ရာလေးသားတယ်ဗျာ မြန်ရသာတွတ်ပြီပဲလေကဲငါတို့အိမ်ပြန်မှုလုပ်ကြရအောင်အိမ်ပြန်နောက်ကျနေဦးမယ် ဟုတ်တာဗောရှာတို့ကဒီနေ့တားကောင်ကြီးရလာပြီဆိုတော့အေးအပြန်တော့မျက်နှာပန်းလှပြီဗောဗျာ ဒီနေ့တော့ကံကောင်းပြီယို့ ဒီနေ့မိုးရွာလေးရှောင်းလာတော့ငါတော့ပွဲဥရကောင်းနေတာပဲတောဆဝင်တဲ့နေ့မှာတော့တောကောင်ကြီးရခဲ့တယ်
မသိနေရတော့တော်တော်ကြည်နဲ့နေပြီကိုကိုကျွတ်ရေကိုကိုတို့ညောင်းနေတယ်ဆိုရင်မြင်နေပေးမယ်လေ လိုပါဦးညီရဲ့နင်ပင်ပန်းနေမှာစိုးလို့ပါဟဲ့နင်ကိုကိုတို့ကိုတခုခုပြောစရာရှိလို့ထင်တယ် ဟဲကိုကိုတို့ကအရန်တော်တာပဲဟိုလေရွာတောင်မဲမတ်တုတ်ထမင်းဆိုင်မှာအကျွေးသွားတောင်းပေးပါလားအသားဖို့ရစရာရှိတာသူဒီနေပေးမယ်ပြောတယ်ဟိုကောင်ဘိုက်ကလေးကလည်းမိုးလေးနဲ့အိမ်ကတ်တယ်လို့ကိုမရှိဘူးဘာမှခိုင်းမရဘူး ကဲပါမြင်ရဲ့ကိုကိုတို့ပဲသွားတောင်းပေးပါမယ်ဟုတ်ပြီလား Welcome to Ren Walker. Welcome to Ren Walker. Welcome to Ren Walker.
to Ren Walker. သူမကြီးမတုတ်ရေမသိမြင်ရတော့အသားဘူးတောင်းမှုအတွက်ဥကိုလွတ်လိုက်တိုင်းအမမတုတ်စီမှာရစရာရှိတယ်ဆိုလို့တဲ့အဲ့ဒါလာတောင်းခိုင်းလို့ အော်ခဏထိုင်ဆောင်မအောင်နော်ဥတုပီဒီမှာကျမမားသေးလို့နော် ဩအေးဟုတ်ပါပြီ ဒီမှာထမင်းကိုတော့ဝါတပြဲစားပြီးမှပတ်စံမပါဘူးဆိုလို့ရမလားတော့ဒါထမင်းဆိုင်စတူဒီတာမတက်မဟုတ်ဘူး စိတ်မဆိုးပါနဲ့လုံမလေးရဲ့ကျုပ်ကခေးဝေးကြီးကနေလာရတာမှုလို့ပါပြီးတော့ဘိုက်ကလည်းအရန်ကိုစားနေလို့ပါဒီအတွက်လည်းကျုပ်ကိုခိုင်းကြရခိုင်းပါကျုပ်အလုံးနဲ့ကြည်အောင်ဆက်ပါမယ်ဗျာ အိုတော်ဒီဆိုင်မှာလူမလို့ဘူးရှင်ပတ်စံမပေးလို့ကတော့တကြီးနဲ့တိုင်ပြီးတကြီးအိမ်မှာထိတ်တော့ကထားရမှာပဲရှင်သိလား ကြီးရဲ့အဲ့လိုတော့မလုပ်ပါနဲ့ကွယ်တောင်းပန်ပါလေကဲပါမတ်တို့ရဲ့နေလေပြဿနာလုံးမနေတော့ဒီဦးကြီးစားထားသမျှတွေကိုငါပဲရှင်းပေးလိုက်တော့မယ်ဟုတ်ပြီလားအေးငါလည်းကုကြီးရဲ့သဘောပေါ်ဟာငါ့ကိုပြီးမဲ့အထက်ကနေနှုတ်ယူထားလိုက်ပေါ့နော် ဘယ်သူရှိတော့ကျုပ်ကတော့ထမင်းဖို့ရရင်ပြီးတာပဲဟွန်း အေးကျေးဇူးတင်လိုက်တာငါတူရဲ့ဦးလေးအဲ့ကျေးဇူးလေးမမေ့ပါဘူးဩမလိုပါဘူးအဖရဲ့အခုလိုကြုံပြီးတော့ကုညီခွင့်ရတာကိုပဲကျွန်တော်ကဝမ်းသာလှပါပြီအဖရဲ့ဟဲ့စိတ်ကောင်းရှိလိုက်တဲ့လူကလေးပါလားကွယ်ဒါဖြင့်လေအဖကိုခရီးဆက်ခွင့်ပြုအောင်တော့ဩဟုတ်ကဲ့အဖကောင်းပါပြီအဖရဲ့တေချာလဲခရီးဆက်ပြီးပြန်အောင်တော့အဖဟဲ့ငယ်ရသာတွတ်ပြီးလာပြီဟေး
ကားအောင်ကြီးရတာမှမကြသေးဘူးဆရာတို့ရဘာလို့တော့ကိုထပ်ဝင်လာတာတော့ မင်းအမမသိမြန်မြောက်ကြီးကဟင်းစားကြည့်လို့တယ်လေမလီဒီအောင်ကြီးကဘယ်ကဘလို့ဖြစ်ပြီးတော့ဒီရောက်လာတာတော့ဆရာတို့ ငါမှအစော့တန်နဲ့မြောက်တကောင်တော့ရှိနေလိမ့်မယ်ထင်တယ်ကွာနိုင်ရသာတွတ်ပြီးနေတော့တွေးဘောကွာဒီမြောက်နေတော့နိုင်ရသာတွတ်ပြီးလာပြီဟေးဟမ်ငါတန်းနဲ့ဘယ်ရောက်သွားတော့ဘက်ကလေးရဲ့ဒီနားတွေပျောက်သွားတာကွာအမလေးဟာဘက်ကလေးဘာလုပ်နေလဲမြောက်ကိုဖမ်းဟာ ဟုတ်ဆရာတို့အာ အိုးအာလာလာဟမ်ဟောဟာမြောက်ကဘယ်ဝါတော့ဟာဆရာတို့ကျွန်တော်ပြောဆရာတို့ရဲ့ ဘယ်ကလေးဘယ်လိုတွေ့ရတော့ဟာငါဒီမြောက်တော့ငါနဲ့တွေ့ပြီကွာတေးပြီးတာမှတ်မြောက်စုပ်လူဒီလေးတော့မလွတ်တော့ဘူးကွာမြောက်စုပ်ဒီနားရင်ပျောက်သွားတာ
မောလိုက်တော့ပေါ့ဒီနေ့ကမကောင်းပါလားဗျာပြင်းလိုက်တာဆရာတို့ဟာမဲပြမထွက်ရင်တိတ်ကောင်းပါပဲဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားပါအောင်ဆရာတို့ရာဟုတ်တယ်ကွာငါလည်းဒီနေ့အမဲပြထွက်တာစိတ်မပါဘူးဖြစ်နေတယ်တရက်တလေများနားရရင်တိတ်ကောင်းပါပဲဗျာလူပြူဘဝဆိုရင်မဲပြမထွက်ချင်လဲအိတ်နေလို့ရတယ်လူပြိုကြီးပိုက်ကလေးလဲဆရာတို့နဲ့တွေ့မှာပဲဇက်ပြတ်နေရတာပါပဲဗျာယူပြစ်ဆန်းရင်ဟာမင်းမကြိုက်မဲ့လူကိုရှိလို့လားကွာအိုးမိမမရှိရင်လည်းမကောင်းရှိရင်လည်းမကောင်းပါလားဘာမကောင်းတာလဲကိုတွတ်ပြီနင်ကဘယ်တော့ဘလို့ရောက်နေတာတော့ကျမမရှိတော့ကျမအကြောင်းတင်းပြောနေတယ်ပေါ့ဟုတ်လားမြင့်အကြောင်းတော့ဟုတ်ပါလေဒါပေမဲ့ကိုတို့ပြောတာကညရဲ့အပြူတုံးကကိုးနောင်ကင်ပန်းနောင်ကင်လीကိုတို့ကလည်းအဲ့ဒီတုံးကမြန်မြင့်မောင်လေးဘိုက်ကလေးဆိုကာလာတော်ကြီးဝိုင်းဖားတာမျက်နှာကိုပွင့်လို့ငါတော့ငါဆွဲထဲသွားပြီကိုတို့ဒီနေ့မဲပြစ်မသွားနဲ့တော့နော်ကိုတို့စားချင်တာလေးတွေတွားချက်လိုက်အောင်မယ်မဲပြစ်မထွက်ရတော့ဘူးရဲ့ဟေးပြောလိုက်တာဟေးဆရာတို့နောက်ဆိုရင်ငါအမျိုးချောတယ်လို့ညှောက်ပြောဗျဆရာတို့မရွာလဲသွားလိုက်အောင်မယ်ဗျို့ဟေးဒီကလေးကတော့ကွာငါလည်းတကြီးပါဆိုရေကောင်းမှလူတယောက်လဲနေပါလားတန်ငါဟိုတနေ့ကတွေ့ခဲ့တဲ့ထမင်းဆန်အဘကြီးပါလားလူဖြစ်ပြီးလဲကြတယ်ပါလေအားပြက်နေတာထင်တယ်ဆရာတို့ဘာဖြစ်လို့တော့ဗျာအာနုဒီမင်းတွေ့ရတဲ့အတော်ပဲကွာငါ့ကိုတခုတော့ကူညီစမ်းမအောင်ဟာဒီအဘောက်ငါအိမ်ခေါ်သွားခြင်းလို့ကွာဒီမှာနေမကောင်းဖြစ်နေရလားမသိဘူးရပါတယ်ဆရာတို့အကူညီပေးပါမယ်လာလှဲဝတ်တင်လိုက်ဆရာတို့တကြီးကိုလည်းဒီကိစ္စအကျိုးကြောင့်ပြပြထားအောင်တော့အာနုဟုတ်ကဲ့ပါဆရာတို့ပြောထားလိုက်ပါမယ်မိမကြီးနှီးအိမ်ရှိမှာဖြာလေးတစ်ချက်လောက်မြန်မြန်လေးခင်းပေးထားသမှာဟုတ်ကွာဟေးဘက်ကလေးကြီးဖျားစင်ဘွားသွေးစီဘူးလေးယူခဲ့ပါဦးဘာမှမပူနဲ့နော်ဆေးတော့ပြီးရင်အားလုံးကောင်းသွားမှာနားနေနော်ဘာမှမပူနဲ့
ရှင်ပင်မရင်တော့အိတ်ရှိတော့မြင်ဆက်ဆောင်လိုက်မယ်ကတုတ်ပီအမလေးကတုတ်ပီရဲ့ခေါ်လိုက်ရတာတော့တကယ်တည်းအဘရှင့်ကိုမေးနေတယ်ရှင်သွားတွေးလိုက်ပါအောင်ဘာတတ်တယ်လားဘာ ကျုပ်အတွက်ပြပြမှန်လို့တိတ်မကြံတော့ပါဘူးဗျာ အဲ့ယူနေဘယ်ဟုတ်ပါလဲဘာရဲ့ဒီယောဂလောက်ကတော့နိုင်နာမျိုးတက်ကူလိုက်လေပျောက်ပါတယ်ဘာရဲ့ဘာစိတ်မလျှော့သားမှလည်းဘာရဲ့ ကျုပ်ရဲ့အချင်းကြီးကျုပ်သိပါတယ် ဘာပဲဖြစ်ဖြစ်စိတ်ထားပြီးဆိုရင်ငါတို့လက်ထဲကိုဦးကြီးဒီပစ္စည်းလေးကိုထည့်ပေးနိုင်ခဲ့တာဟုတ်ပဲဦးကြီးတေးပြောပါပြီငါတို့ရဲ့ကျေးဇူးတွေဦးကြီးတက်နိုင်တဲ့လောက်ဆက်ခဲ့တယ်လို့ပဲသဘောထားပေးပါကွာ ဟာဘာဟာဖြစ်မှဖြစ်ရလေဘာရဲ့ကျွန်တော်စိတ်မကောင်းလိုက်တာဗျာအဘကတုတ်ပီသူပေးခဲ့တာယတနာတက်တာများလား မဖြစ်နိုင်ပါဘူးကွာရွှေရင်းကပိုင်ဆိုင်တဲ့လူကဒီလိုစင်းစင်းရနေပါမလား ဒါကတော့ဘယ်ပြောလို့ရမလဲဆရာတို့ရဲ့ तू ကကျေးဇူးဆက်မယ်လို့ပြောခဲ့တာပဲဟာဖွင့်ကြည့်လိုက်စမ်းပါဆရာတို့ရဲ့ကျွန်တော်လည်းသိချင်လာပြီဗျ ပါပြီကွာဒါဆိုလည်းဖွင့်ကြည့်ကြတာပေါ့ မနေ့ဖွင့်မှာတော့တက်တာတွေကဘာကြီးလဲသိချင်လာပြီ ဟမ်အထဲမှာစာရွက်လေးတစ်ရွက်ပဲပါလာပါလား ဟဲ့ ဟဲဟုတ်လား ဟာရင်းနာမြေပုံဆိုပါလား ဟာချမ်းသာပြီဟဲ့ ဘာပဲဖြစ်ဖြစ်ဒီကိစ္စကိုဘယ်သူမှမသိစေနဲ့နော်ဘာလို့ရမယ်ဆိုတာဆက်ပြီးစဉ်းစားကြတာပေါ့ကွာ ဟုတ်ကဲ့ပါဆရာတို့ရဲ့ ဟဲ့ရင်းနာမြေပုံဟာဘာလို့ဟာ တကြီးကခေါ်ခိုင်းလိုက်လို့ဆရာတို့ရဲ့ ဟမ်တကြီးကခေါ်ခိုင်းလိုက်တယ်ဆိုပါလားဘာကိစ္စများအတူတူရှိလို့ပါလဲ ဟောကိုတပိတ်လာပြောခမရစီရရင်နာမြေပုံကြောင့်ကျုပ်သိချင်တဲ့ကိုတပိတ် ဟမ်တကြီးကဒီကိစ္စဘလို့လို့သိနေတာတော့ဗျာ ကျုပ်ဘယ်လိုသိလဲဆိုတော့အရေးမကြီးပါဘူးတေချာတာကတော့ဒီကိစ္စကိုသိရတဲ့မှာကျုပ်ကနောက်ဆုံးပဲဗျ ဟမ် ဒီကိစ္စကိုတရားလောက်ကအရင်သိနေတာဗျတိဆိုခမရမှာပိုက်ကလေးကအင်းလေးသိရှောက်ပြောနေတာကိုဗါလဲသူပြောတာက
ရလာတွေရလာရင်ပူဆွဲမိကိုရွှေတစစ်စားနဲ့တင်တော့မှဆိုပဲဗျာ လက်ဆက်တော့ဒင်းကြောင်ဦးအဲ့ဒီတော့တကြီးကဘယ်လိုများဖြစ်စီခြင်းလို့လဲဗျ ခမရရဲ့စေတနာခမရရဲ့ကံကြောင့်ရန်နာမီဘုံကခမရစီရောက်လာတဲ့ကိစ္စကိုကျုပ်ဘာမှမပြောလို့ပါဘူးကျုပ်ကအဲ့ကိစ္စဟုတ်မဟုတ်သိချင်တာရင်ဒီဘုံကိုကြည့်ကိုရကြည့်ချင်တာရင်ဒါပဲရှိပါဘူး ဩရပါတယ်တကြီးရဲ့ကြည့်ပါကြည့်လို့ရပါတယ် ဒီဘုံထဲမှာမိုးတိတောင်ဆိုပဲဗျအဲ့ဒီတောင်ကရိုးမတောင်နဲ့ဆောင်းပါမလေးတော့တောင်ပဲဗျရန်နာတွေကအဲ့ဒီမှာဆိုတော့ခေးတော့ကျမ်းပါပဲအေးဗျအခုလိုလည်းပြောဖို့ဟုတ်ပြီလား ဟုတ်ကဲ့ပါတကြီးဟုတ်ကဲ့တကြီးပြောတယ်လို့ပဲတွားရမယ်ခိကကြမ်းနေရနာရလည်းရှိမယ်မရှိဘူးဆိုတော့မသေးကြဘူးဒီကိစ္စကိုမသိမြင်နဲ့အရင်မှတေချာတိုင်မရအောင်မယ် ဟောကိုတုတ်ပြီးတော့ပြန်လာပြီပဲမျောလိုက်ရတာဥတုပြီးရဲ့ကြာလိုက်တာဟဲ့ဒါနဲ့မြေကောင်းရလားကိုတုတ်ပြီးရဲ့ ကောင်းပါလေဒါနဲ့ခင်ဗျားတို့ဒီကိုမလာစဘူးလာကြတယ်ဆိုတော့တော်တော်အားနေတယ်ထင်တယ် ကိုတုတ်ပြီးခင်ဗျဘယ်လိုပြောလိုက်တာလဲဗျ ဟောဒါဆိုမအားဘူးပေါ့ ဟုတ်တယ်ဗျာကျုပ်ကခင်ဗျစီမှာရတနာမြေပုံရှိရဆိုလို့လာခဲ့တာဗျာ ဟုတ်တယ်လေကျုပ်စီမှာရဲနာမျိုးရှိတယ်အဲ့ဒါဘာဖြစ်လို့တော့ ကျုပ်အဲ့ဒီရတနာမြေပုံ3သိန်းပေးမယ်ဗျာခင်ဗျရောင်းမလား ခင်ဗျားတို့အားတော့နာတယ်ဗျာဒါပေမဲ့ဒီမျိုးကိုကျုပ်ဘယ်နည်းနဲ့မှမရောနိုင်ဘူးဗျာ ဟာဘာဖြစ်လို့တော့ဗျာကျုပ်ပေးရနဲလို့လားဘယ်လောက်ထက်ပေးရမလဲပြောပါ ကျုပ်ကဒီရတနာတွေကိုကိုကျိုးအတွက်သုံးချမှာမဟုတ်ဘူးဗျရဲကျိုးရွာကျိုးနဲ့တာဒနာအကျိုးအတွက်ပဲအသုံးချမှာမှုလို့ပါဗျဒီတော့ဗျာဥချစ်တီးတို့လာရလမ်းအတိုင်းပဲပြန်ကြွလိုက်တာကောင်းမယ်ထင်တယ်ဗျာ ဒီမှာကိုတုတ်ပြီခင်ဗျားရဲ့ဆုံးဖြတ်ချက်ကိုခင်ဗျားမပြေတော့ဘူးဆိုရင်တော့နောက်ဖြစ်လာမယ့်ပြဿနာတွေကိုကျုပ်တောင်းဝင်မယူဘူးနော်ဟွန်းထွေး ကောင်းပါပြီဗျာကြွပါခင်ဗျာ ရှင်ကလည်းတော့သူတို့ကိုရောင်းလိုက်တာမဟုတ်ဘူးဟိုက3သိန်းတောင်ပေးတဲ့ဟာကိုအဲ့ဒါနည်းနည်းတော့ပတ်စံလား ဒီမှမြင်ဒီမြေပုံလေးရရတနာတွေကရှိခြင်းလည်းရှိမယ်မရှိခြင်းလည်းမရှိဘူးဒါပေမဲ့ဥချစ်တီလူမျိုးတို့ဘယ်နည်းနဲ့မှမရောင်းနိုင်ဘာဖြစ်လို့လဲဆိုတော့ဒီလူတွေကတမအာဇီဝကြကြနဲ့လောက်ကင်စားတောက်နေတဲ့လူမဟုတ်လို့ပဲ မိန်းမရပြီဟေ့မိန်းမရပြီဟေ့ဟေ့ ဟောကိုရောချောတော်ပြန်ကြွလာပြီပဲဆရာဘတ်ရေဒီကိုခဏလောက်ကြွခဲ့ပါဦးဗျကဲမောင်မင်းကြီးသားဘယ်ကနေဘယ်လိုလှည့်လာလဲဆိုတာလေးပြောပြပါဦး ရွာထဲကနေပြန်လာတာလေဆရာတို့ရဲ့ဘာဖြစ်လို့တော့ဗျ အေးမင်းရရွာလေးကိုသွားပြီးတော့ရတနာမြေပုံအကြောင်းရှောက်ပြောနေတာမဟုတ်လား ဟဲ့ဟဲ့ပူဆွဲမိရဲ့ရွာထဲကတယောက်နှစ်ယောက်ရဲ့ဒါပဲပြောမိတာပါဆရာတို့ရဲ့ ဟေးအခုတော့မင်းလုပ်တဲ့ပုံကတရားလုံးကိုတိကုန်ပြီကွာအဲ့ဒါကြောင့်ရှေ့ဆက်ပြီးတော့သတိထားပြီးတော့နေတော့ဟေးအန်ဒီရဲ့ဆိုတာမျိုးဆိုတာလဲကျူပြီးတော့ဘယ်ဟာမှတိလို့မရဘူးကွာသတိကြီးကြီးထားဟုတ်ပြီလား ဟုတ်ကဲ့ဆရာတို့နောက်ဆိုကျွန်တော်သတိထားပါမယ်ဆရာတို့ အေး ကတုတ်ပီ
အော်ရှင်တို့ကခုချိန်ထိဇယုံနေကြတော့ပေါ့လေဟိုမှာအိမ်ထဲကိုတခုတ်ဝင်သွားတယ်ထားကြည့်ကြအောင်တော့အမလေးလေးမြေပုံတက်တာလေးကိုတွတ်ပြီးသိမ်းထားလို့တော်သေးတာပေါ့တော့ ဒါဥချစ်တီတို့လက်ချက်ပဲဖြစ်ရမယ်ဆရာတို့ရလုံးဝသေးကြတယ်ဒါဥချစ်တီတို့လက်ချက်ဒီလူကြီးကအကျဉ်ကောင်းတဲ့လူကြီးမဟုတ်ဘူးဆရာတို့ရအနုနီးနဲ့မရလို့ရှိရင်နီးလဲမျိုးစုံတုံးပြီးတော့ရအောင်ယူမဲ့လူသားမျိုးဆရာတို့ရရတနာတိုက်ကိုကျွန်တော်တို့မြန်မြန်ရှာမှဖြစ်မယ်ဆရာတို့ရမဟုတ်ရင်သူတို့ကအချိန်ချင်းကြရင်ပို့ဆိုးလာလိမ့်မယ် ဒုနှစ်ယောက်တည်းတွားလို့တော့မဖြစ်သေးဘူးကွာလမ်းခီးရရမ်းကြမ်းတယ်နောက်ပြီးတော့တရားမဲ့ပစ္စည်းတွေကလည်းအများကြီးပဲမဖြစ်သေးဘူးကွာအဲ့တော့ယုံကြည်ရမယ့်လူတစ်ယောက်ကိုရှာရအောင်ပါ ဆရာတို့ပြောဆရာတို့ ဟေးဘသူခေါ်နေတာလဲမသိဘူးအော်ဘသူများလဲမှတ်တယ်စောတင်မောင်ဟိုကွာကဲဘာကိစ္စတော့ ဆရာတို့တို့ရင်လာလေးသွားရှာတော့မစို့ဟုတ်လားဆရာတို့ အော်အေးငါတို့လည်းအခုပဲအဲ့ဒီကြောင်ပြောနေကြတာလမ်းမှာအဖော်ရအောင်လူတစ်ယောက်လောက်ထပ်ခေါ်ရင်ကောင်းမလားလို့ပဲ ဟုတ်လားဆရာတို့အဲ့ဒါဆိုကျွန်တော်လည်းချင်တယ်ဆရာတို့ရာကျွန်တော်ခိုင်းကြရခိုင်းပါ ဒါပေမဲ့လမ်းခီးရတော်တော်ကြမ်းနေဆိုကြီးမင်းလက်နိုင်ပါမလားတေချာစဉ်းစားအောင်ပြီးတော့လေလမ်းခီးရတော်တော်ဝေးတယ်တောင်မိုးတောင်တက်တွေကလည်းများတယ်ကွာမင်းလက်နိုင်ပါမလား လို့ခက်ခဲလို့ရှိနေပါစေတော်ရီတောင်နေဘလောက်များနေပါစေကျွန်တော်မမှုပါဘူးဆရာတို့ကျွန်တော်ကြောင့်ဆရာတို့ဒုက္ခမများစေရပါဘူး အေးအဲ့လောက်ဒီဆန္ဒပြင်းပြနေမှတော့လေငါတို့တွေမနှက်ဖြန်ပဲခရီးစထွက်ကြတာပေါ့ကွာဟုတ်ပြီလား ငါတို့ဒီနေ့တော့ဒီနားမှာပဲစခန်းချကြမယ်ဟေးခိုင်လည်းနာလာပြီ ဒါဆိုရင်
ကျွန်တော်တို့ကနောက်3ရက်လောက်ထိကိုခီးဆက်အောင်ပါဗောဟုတ်လားဆရာတို့ တိတ်တော့မတိကြဘူးကွာတပည့်ကြီးကခီးရလဲတို့ကနတ်လာပြီဆိုတော့တတိဝရိယနဲ့နေဖို့တော့လိုလိမ့်မယ်ကွာတော်ကြီးဆိုတာပြောရတာမဟုတ်ဘူးဟာစိုးတယ်မောင်နာမှာဘာကောင်ကြီးလဲဟာ ဟာပြင်းငွေကြီးဗျအမလေးကဲပါဦးဆရာတို့ဘာကောင်းလဲမသိဘူးဗျဆိုရင်မင်းဘာမှမကြောက်နဲ့ငါဆရာတို့ရဲ့လက်ဆောင်ငါသိရဲ့ဟဲ့ငါဆရာတို့ကမရှောင်ရင်လွတ်တယ်ကွာအေးမင်းမလုံနဲ့ငင်းငင်းလေးမင်းလှုပ်လို့ရတော့နော်မင်းတို့ကထိလိုက်မယ်ဟဲ့အဲ့ကြမှာတင်းကြတဲ့ဆိုးမှာဟုတ်ပြီလား ဘက်ကလေးမင်းတစိတ်လောက်အတန်မထွက်ပဲနေပြီးလို့ရမလားငါဒီမှာပြစ်ကွင်းရှာနေရတာမလွယ်ရတဲ့ကြားထဲမှာတော်သေးတာဗောဆရာတို့ရာဆရာတို့ကဲပြီးလို့တာပဲ ဟာအမလီမလီဒီကောင်ကြီးကဘယ်ကနေဘလို့ရောက်လာတော့ဆရာတို့ရစင်းတော့စင်းသားဆရာပဲအင်းအေးဒီကိစ္စဒီလိုရှိတယ်တပည့်ကြီးရဲ့ဒီနေရာမှာငါတို့တတိမထားမိရလေတစ်ခုရှိတယ်ငါတို့ကမီးလင်းဖို့ဖိုးလိုက်တော့မီးလင်းအောင်ကြိုက်တဲ့ပိုးကောင်လေးတွေကတောရဲရနေထွက်လာတယ်လေဟုတ်တယ်မလားတပည့်ကျော်ကြီးရဲ့ ဟုတ်တယ်လေဆရာတို့ရဲ့အဲ့ဒါဘာဖြစ်လို့တော့ဗျကျွန်တော်နားလည်အောင်လည်းရှင်းပြပါဦးအဲ့ဒါဘာဆိုင်လို့တော့ဗျ အေးလီအဲ့ဒီတော့ပိုးပလန်လိုကောင်မှုတွေကိုကြိုက်တတ်တဲ့ပင့်ငူကြီးရလဲတောရဲရနေထွက်လာပြီးငါတို့ရှိတဲ့ဒီမီးအလင်းအောင်နားကိုရောက်လာတာဗောကွာဟုတ်တယ်မလားတပည့်ကျော်ကြီးရဲ့ ဟာဆရာတို့ဟိုးတောင်တောင်ခလန်းလန်းလေးမှာမီးအောင်လေးတစ်ခုတွေ့တယ်ဆရာတို့ဘယ်သူတွေလဲတော့မသိဘူးဗျအေးမီးရောင်ကတော့မီးကိုအယောင်ပဲဒီတော့ထဲမှာတို့ပြင်ခြားတစ်ဖွဲ့ရှိနေပြီကွာဘက်ကလေးကဒီလူတွေကလူဆိုးတွေလားလူကောင်းတွေလားတို့နဲ့ပတ်သက်လားမပတ်သက်ဘူးလားဆိုတော့မသိနိုင်ဘူးဒီတော့သတိထားပြီးနေကြဟေ့ ဟုတ်ကဲ့ပါဆရာတို့စိတ်ချပါဗျ ဆရာတို့ထားပါဦးဗျအနားမှာချောင်းရိုးတစ်ခုတွေ့ခဲ့တယ်ဆရာတို့ရဲ့ကျွန်တော်နဲ့စောကြီးနဲ့ဟင်းသားတို့ရှာရင်းနဲ့တွေ့လာတာဆရာတို့လိုက်ကြည့်ပါဦးဗျ
တွေ့တယ်မလားဆရာတို့ကျွန်တော်တို့ဖောင်လေးတစ်ခုတော့ပြလိုက်တော့ပို့ပြီးတော့အဆင်ပြေမယ်ဆရာတို့ရဲ့ ဒီချောင်းယူအတိုင်းသာငါတို့ဆက်သွားနိုင်မယ်ဆိုရင်တော်တော့ခီးပေါ့လိမ့်မယ်ထင်တယ်ကွာ မှန်တာပေါ့ဆရာတို့ရဲ့ဖြစ်တင်တာပေါ့ဗျာ ဟာဆရာတို့ဟိုးရှင်ပါတခုမျောလာတယ်ဗျတစ်ဖောင်မျောလာတယ်ထင်တယ်ဗျ ဟာဟုတ်တယ်ဟိဟန်ကြတာပဲဟာငါတို့အဲ့ဖောင်လိုက်တာခီးဆက်သွားရရင်တော့ခီးတွင်ပဲကွာကဲဖောင်မတက်လိုက်ကြရအောင်ဟေးဒါကြယာအမလီ ရှာ ဟာဒုက္ခပါပဲပြုတ်ကြမှာစိုးတယ်ကျွန်တော်မတက်ရဲဘူးဗျ ဟဲ့အောင်ဘိုက်ကလေးမင်းဘာမှကြောက်မနေနဲ့ကွာငါတို့ခုံလိုမျိုးမင်းရဲရဲသာခုံချလိုက်ဟုတ်ပြီလား ပြီးရောကွာအဲ့ဒါဆိုလဲငါစမ်းကြည့်လိုက်အောင်မယ်ဟေးယာအာ ဘယ်နဲ့ဖြစ်တော့ဘိုက်ကလေးကမင်းနဲ့ ငါမခုံရဲပါဘူးအစိုးရပြောနေတာပဲဟောကွာ ငါထင်တာမမှားဘူးဆိုရင်ညကဒီလူကြီးဒီနေရာမှာစခန်းချသွားတာပဲဖြစ်ရဒီရှင်ကလည်းကြံနေပြီဒီလူကြီးထွက်သွားတာနိုင်ပိုင်းလောက်ပဲရှိအောင်မယ်ထင်တယ်မှန်စမ်းမာရီမြတ်တယ်တော့ Utopi. Come here. ကျုပ်လက်ကနေလွတ်မဲ့ထင်နေတာ哦ဗျာ ကဲမြင်တဲ့အတိုင်းပဲရာသီဥတုကတော့မကောင်းတော့ဘူးဟာသတိထားကြဟိ ဟာဆရာတို့ရှေးအောင်မတခုတွေ့ရဲ့ဗျ
ဘာလဲဟာသားစားငါးတွေထင်နေကွာဘာလဲဟာโอเคကွာဒီကောင်ကြီးကတော်တော်ဆိုးတာပဲကွာ ဟုတ်တယ်ဆရာတို့က မလောက်သားတော့ ဒီကောင်လေးတော်တော်တရားမလို့ ပြီးတယ်မှလည်း ဒီကောင်လေးကိုတနည်းမဟုတ်တနည်းနဲ့ပညာပြန်ပြီးတော့ပေးမှဖြစ်တော့မယ်ဆရာတို့က တွေးကြ ဆော့ပြဆရာတို့ချပြ ရင်းတို့ကတော့ကဲကွာ လာကြလေကွာဘယ်ရောက်ကုန်ရလဲ ကဲကွာ ရော့ကွာရော့ကွာဟာယာ ကဲကွာသွားသာစောတယ်မောင်ကြီးဒီကောင်ကြီးရမ်းများလာပြီကွာဒီကောင်လေးနဲ့လွတ်ရအောင်မြန်တောင်းမှဖြစ်တော့မယ် ဟုတ်ကဲ့ဆရာတို့ မြန်တော်တော့စောတယ်မောင် လေကငြိမ်နေတော့ဖောင်းမပြေဘူးဖြစ်နေတယ်ဆရာတို့ အေးဟာအေးကွာအေးထွက်လို့ရပြီကွာတော်သေးတော့ပေါ့ကွာဒီကောင်တွေနဲ့လွတ်ရအောင်ထွက်လာနိုင်ခဲ့လို့နေမှုဆိုတော့ဒီကောင်တွေနဲ့တော့မလွယ်ဘူးဟေး ဟုတ်ပါဆရာတို့ရေ ဟေးဟာစိတ်ထင်နေလေရတော်တော်လေးမြန်လာတယ်လို့ပဲကွာဒီစည်းတန်လာတယ်လို့ပဲကွာ ဟာ နော် ပါပြီဆရာတို့ရေကိုကျိုးတော့နေပြီဗျရှေ့မှာရေတကူကြီးဗျဘိုးလုံးမယ် ဟင်ဟာဒုက္ခတော့ရောက်ပြီဟေးစိုးတယ်မောင်နိုင်အောင်ပြန်ပြောတော့ဟာကိုကျိုးတော့နေပြီထင်နေဆရာတို့ရေ ကွာဟေးငါတို့တော့မလွတ်တော့ဘူးကြောက်ရဲကြပြီကွာဆရာတို့
ဒီရပြီလားဆရာတို့ရဲ့တော်သေးတာပေါ့ဆရာတို့ရဲ့ကျွန်တော်ကဆရာတို့နှစ်ယောက်ကိုရေကြီးရဲ့ကိုတခါတည်းမျောပါသွားပြီလို့ထင်နေတာဗျတော်သေးလို့ ဘိုက်ကလေးဝတ်တွေကိုတေချာလှမ်းခဲ့လားကွာ ဟုတ်ကဲ့ပါဆရာတို့ရဲ့တည်တည်ချာချာကိုလှမ်းခဲ့ပါတယ်ဗျဆရာတို့ကိုတပည့်ကျော်ကြီးဘိုက်ကလေးတီးကျင်တာလေးတစ်ခုလောက်ရှိလို့နည်းနည်းတော့မေးလို့ရမလားဆရာတို့ရဲ့ ဘာများမေးစရာရှိလို့တော့ဘိုက်ကလေးမေးလီကွာ အခုလိုတက်ဆုဆံဖျားယရနာတွေရှာပြီးတော့ရလာလို့ရှိရင်ဘာများလုပ်မလဲလို့ အေးအဲ့ဒီယရနာတွေရလာရင်တော့ရက်ကျိုးရွာကျိုးနဲ့သာသနာကျိုးအတွက်ကိုအသုံးချရမှာပေါ့ ကျွန်တော်ကရွာတောင်ပိုင်းကပူဆွဲမိကိုရွှေတစင်စာနဲ့တင်တောင်းပါဆရာတို့ရဟဲ့ဟဲ့ ကျွန်တော်ကလည်းရွှေတစင်စာနဲ့ရွာမြောက်ဘက်ကရွှေမီကိုတင်တောင်းမယ်ဆရာတို့ဟဲ့ဟဲ့ဟဲ့ ကျွန်တော်ကလည်းရွာလေပိုင်းကဂျမ်းမုံကိုလည်းယူမယ်ရွာမြောက်ပိုင်းကမီးပုတ်ကိုလည်းယူမယ် ကျွန်တော်ကအရှိပိုင်းကပူတူးကကိုလည်းယူမယ်ရွာနောက်ဘက်ကမီးကိုလည်းယူမယ်နောက်ပြီး သမီးလှ ကျေးတွေကိုလည်းယူမယ်သူစားကိုလည်းယူမယ် ပြီးတော့အေးတောင်းကိုလည်း ပူ ယူ တူးက မယ် ကိုလည်းယူမယ်ရွာနောက်ဘက်ကမီးကိုလည်းယူမယ်နောက်ပြီးသူစားကိုလည်းယူမယ်ရမင်းကိုလည်းယူမယ်ကိုလည်းယူမယ်ဗျာမအုပ်ကြီးကိုပါယူမယ်ဗျာ ဟိတ်ကောင်လေးတော်တော့ပြီတိတ်ကြစမ်း ကျွန်တော်တို့ကရီမန်းချက်တွေကိုအကြီးတွေထားလို့ပါဆရာတို့ရဲ့ဟဲ့ဟဲ့ မင်းတို့ဟာကငုတ်စီကျော်ကဘယ်နားနေမှမသိသေးဘူးနှခမ်းအနာနဲ့တဲ့ပါမလားဆိုတာဖြစ်နေပြီကွာအခုကယရနာတွေကဘယ်နားနေမှန်းတော့မသိသေးဘူးမင်းတို့ကမိမတွေတလေကြီးယူကိုစဉ်းစားနေဟွန်းငါမပြောလိုက်ချင်ဘူးမင်းတို့ကောင်းတယ်ကဲခရီးဆက်ထွက်ဖို့ပြင်ကြတော့ဟင်း ဟဲ့ကောင်လေးတတိထားကြဟေ့
ဒီနေရာကြီးကဘယ်လိုနေရာကြီးပါလဲရှေးဟုံဆင်းလူတော်ရောစိတ်ဝင်စားစရာကဲဒီမှာခဏနားကြမယ်ဟေးမင်းတို့လည်းပြင်မဲလာပြီနားလိုက်ကြအောင်ဆရာတို့ဒီညကြီးကြက်တာတမျိုးကြီးပဲဗျရှင်းအောင်နေမြေကြီးကြနေရပဲဆရာတို့ဖိုက်ကလေးငါ့ကိုရဲနာမြေပုံလေးခဏပြသမှာဟုတ်ကွာငါစိတ်ထင်တော့ဒီနေရာရဲနာလေးထားတဲ့ကူနဲ့တော်တော်နီးနေပြီကဲဆရာဘက်ရဲ့မြဲလာပါကွာလာပါပြီဆရာတို့နိုင်ငံကျော်တွတ်ပြရတဲ့ဘက်ဘိုက်ကလေးကိုဒါမျိုးလာဆန်းလို့တော့ဘယ်ရမလဲကွာတေသွားမှာပေါ့ဒီအပင်တွေကဘာပင်နေပါလဲစိုးကြီးတယောက်ကိုမတွေ့ပါလားကွာဒီကောင်ဘယ်လိုရှောက်သွားနေပါလဲစောကြီးဟေးစောကြီးဆရာတို့မလေးဘာကြီးနေတော့ဟာဘာကြီးလဲဟာဒီကောင်လည်းမဖြစ်တော့ဘူးဟာဟမ်ဟဲ့မင်းတို့ပစ္စည်းတွေမြန်သိမ်းတော့ဒီနေရာကနေမြန်သွားမှဖြစ်မယ်အန္တရာယ်ရှိတယ်ကွာကဲအခုတော့မင်းတို့ကောင်မှတ်ပလားသိပလားဘာကောင်လဲမသိဘူးကြောက်
ဘက်ကလေးငါစီကိုမြေပုံယူခဲ့သမ်းမအောင်ကွာဒီဘူးကရေနာမြေပုံနဲ့ကူပဲလို့ငါထင်နေတယ်ကွာ ဟုတ်ကဲ့ဆရာတို့ ဟာဘုံကတေးကြပြီပေါ့ကွာဒီကူဟာငါတို့ရှာနေတဲ့ကူအစ်စ်ပဲအခုလို့ဆက်ဆက်မြဲမြဲကြီးတွေ့တော့ငါတို့ပင်မအကျိုးတွေနှက်တော့မယ်ထင်တယ်ကွာ ဆရာတို့ကြောက်ကူကြီးအကြီးပဲဗျာဆရာတို့ဝင်ရမှာတော့ကြောက်စရာကြီးဆရာတို့ရဲ့ ကဲအချိန်ရှိတုံးလေးငါတို့ကူတွေကိုဝင်ကြရအောင်ဟေ့ ဟာလေးဗျာနားလိုက်တာဆရာတို့ဟာဘာမှမလဲဗျာ ဒီအောင်လက်တွေပါကွာဘက်ကလေးက ထဲမှာတော်တော်ကျေတာပဲနော်ဆရာတို့ တတိဝရိယတော့ထားကြဟေ့အထဲမှာအကောင်ပလောင်တွေရှိနိုင်တယ် ဟာရှေ့မှာကြောက်ကြီးပါလားဟာဒုက္ခတော့ရောက်ပြီထင်တယ် ဟုတ်တယ်နော်ဆရာတို့ကြောက်ကြီးကအနဲ့ကြီးပဲဆရာတို့ရ တခြားနေရာလေးပါလေရှာကြည့်ကြသမ်းမအောင်ကွာ တခြားနေရာတော့မတွေ့ဘူးဆရာတို့ရ ငါတို့ဒီတုံးပေါ်ကတော့မသွားနိုင်တော့ဘူးကွာ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဆရာတို့ရဲ့ကျွန်တော်ကတော့အဲ့ဒီတုံးပေါ်ကနေရအောင်ဖြတ်ပါဗျာဘာအခက်အခဲတွေပဲရှိဘလို့တားဆီးတွေပဲကြုံရအောင်ကိုဖြတ်ပါတစ်တုံးမကလို့ဘာတွေပဲလာမကြောက်ဘူးဗျာမိမရောက်ကအရေးကြီးတယ်ဗျဒီရနာတွေကိုရအောင်ရှာမယ်အဲ့ဒီရနာတွေရမှမိမတွေကိုတန်းစီပြီးယူလို့ရမှာဗျဟဲ့ ဟာဘိုက်ကလေးဘလို့ဖြစ်သွားတာလဲတော်တော်တက်တီကောင်းနေပါလားဟာ ဟုတ်တယ်ဆရာတို့ဒီကောင်ဘလို့ဖြစ်သွားလဲမသိဘူးဆရာတို့ ဒီကောင်မိမတော်တော်လူချင်းနေပုံရတယ်ကွာ ဘာမှကြောက်မနေကြပါနဲ့ဗျာ အေးလေဒီလောက်ထိစိတ်အားထက်သန်နေမှတော့လေဒီတုံးပေါ်ကပဲဆက်သွားကြတာပေါ့ကွာဟုတ်ပြီလား ကောင်းတယ်ဆရာတို့ရာဒီလိုပဲဖြစ်တင်တာပေါ့ဗျာ ဟ
ဟာဘက်ကလေးဘလို့ဖြစ်တာဘောဟာ ဆရာတို့ကျွန်တော်ကဲပါဦးဆရာတို့ ဘက်ကလေးထိန်းတာကွာဘက်ကလေးကလို့ ဆရာတို့ကျွန်တော်လှုပ်ချတယ်နော်ဆရာတို့ ဘိုက်ကလေးငါလည်းကိုလှတ်ဆွတ်လိုက်ငါမျိုးအပေါ်ရောက်ဆွတ်တိပေးမယ်ကွာ တော်သေးတာပေါ့ဘက်ကလေးရာကန်တီပြီလို့ပေါ့ကွာအောက်ကိုပြုတ်ကြလိုက်လို့ကတော့ဒီအချိန်မှာအယိုးတခြားအသားတခြားဖြစ်နေတော့ပြီစိုးတင်မောင်လည်းရှိနေလို့တော်သေးတာပေါ့ကွာ ဟေး အေးမြေပုံထဲကအတိုင်းဆိုရင်တော့ဒီကူထဲကကြောက်နိုင်ရန်တခုမှအနီအောင်ကြက်ကြည်ကအမှတ်သားတခုမှတ်သားထားခဲ့တယ်ဆိုပဲကွာအဲ့ဒီအမှတ်သားကိုတွေ့အောင်ရှာကြဟိအောင်မလေးလေပါဟာအမလေး ဟာဆရာတို့ဘာဖြစ်လာတော့ ဘာမှမဟုတ်ပါဘူးကွာငါဟိုဘက်မှာမြင်ခဲ့တဲ့အရာကိုမင်းတို့မြင်သွားလို့ရှိရင်ရမ်းကိုလန့်သွားမှာဆိုလို့ငါပြီးပြီးအရင်လာပြောတာကွာဟဲ့ဟမ်သူရင်လာပြီးတော့များ ဟုတ်လားဆရာတို့အဲ့ဒါကိုကျွန်တော်လိုက်ကြည့်ခြင်းနဲ့ဗျကျွန်တော်စိတ်ဝင်စားလို့ပါဆရာတို့ အေးမင်းတို့မကြောက်တတ်ဘူးဆိုရင်တော့လိုက်ကြည့်ပေါ့ကွာဟုတ်ပြီလားဒီလောက်လူမနီးတဲ့ဒီကူထဲမှာလူတွေရိုးစုတွေကဘယ်ကနေဘလို့ရောက်နေလဲမသိဘူးနော်ဆရာတို့စဉ်းစားစရာပဲဗျ အေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါကြားဘူးတာတခုတော့ရှိတယ်ကွာဂျပန်ခေတ်ကငါတို့မြန်မာနိုင်ငံမတရားယူသွားတဲ့ရတနာတွေကိုမြန်မာချွေးတက်သားတွေနဲ့မတရားတည်ခိုင်းပြီးတော့လူသူအရောက်ပေါက်နေတဲ့နေရာတွေမှာမြုပ်နှံခဲ့ကြတယ်ကွာ အော်အေးရတနာတွေလည်းမြုပ်လို့ပြီးရောမြန်မာချွေးတက်သားတွေကိုသူတို့ကတပ်ပြစ်လိုက်ကြတယ်ကွာလက်စဖြောက်ပြလိုက်တဲ့သဘောပေါ့ကွာအဲ့လိုဆိုရင်တော့စဉ်းစားကြပဲဆရာတို့ဘာလို့လဲဆိုတော့ဒီလူတွေကိုဒီနားမှာတက်ပြီးထားခဲ့တာဆိုတော့ရတနာတွေကိုလည်းဒီနားမှာပဲမြုပ်ထားခဲ့တာဖြစ်နိုင်တယ်နော်ဆရာတို့ဟုတ်တယ်မလား အေးဘက်ကလေးပြောတာမှန်တယ်သဘာဝကျတယ်ဖြစ်နိုင်တယ်ကွာရတနာမျိုးထဲမှာပါတဲ့အမှတ်သားဟာဒီနီးနာပတ်ဝန်းကျင်မှာပဲဖြစ်ရမယ်ကဲရှာကြကွာဟာဒီမှာအမှတ်သားတစ်ခုပါလားဆရာတို့ဒီမှာလာကြည့်ပါဦးဗျဒီမှတ်
သားရတနာမြေပုံနဲ့အမှတ်သားလားဆိုတာကြည်ဦးမှာပဲဟာတေးကြပြီဒီအမှတ်သားရတနာမြေပုံနဲ့အမှတ်သားပဲကွာဒီအမှတ်သားကနေခြေလန်း9လမ်းမြောက်မှာရတနာတွေကိုမြုပ်ထားတယ်တဲ့ကွာကဲခြေလန်း9လမ်းမြောက်နေရာမှာတူးမယ်နော်ဟုတ်ပြီလားမင်းတို့အသိမြင်တာကြတော့ဟေ့ရတနာတွေမြုပ်ထားတဲ့နေရာဒီနေရာပဲကွာကဲတူးကြတော့ဆရာတို့ဒီနေရာသေရောသေချာရလားဆရာတို့ရဘာမှလည်းမထူကြသေးပါလား သိကြပါတယ်စောကြီးကမလွဲပါဘူးဟာတူးမှသာစက်တူးစမ်းမှာကွာ ဟာဆရာတို့တခုခုထိမိတဲ့အတန်ပဲဗျရင်နာတစ်တာကြီးထင်တယ် ဟုတ်တာဗောစောကြီးကတေးကြတာဗော ဟာဟာရတနာတစ်တာကြီးတွေ့ပြီဆရာတွေဟေးဟေး ဒါဟာငါတို့ရဲ့အောင်မြင်မှုပဲကွာဟာဟာဟာစွန်စားရကြိုးတွေအပင်မခံရကြိုးတွေနှက်သွားတာဗောကွာဟုတ်တယ်မလား ဟုတ်တယ်ဆရာတို့ရ မှန်တာပေါ့ဆရာတို့ရာဒါဆိုရင်ကျွန်တော်တို့တထိန်ဖြစ်ပြီပေါ့နော်ဆရာတို့ဟေးဟေး ဟာဟာဟာစောတဲ့မောင်တို့လူပြိုဘွားကျုပ်ပြီဟေး မိမရတော့မယ်ဟေးမိမရတော့မယ်ဟေးဟေးဘိုက်ကလေးတို့စုံပြီဟေး ဒါလုံးကြပါဟာမင်းတို့ကလည်း ဆရာတို့တက်တာကိုဖွင့်လိုက်တော့မယ် မဖွင့်သေးနဲ့အောင်စောကြီးဘူအပြင်ထိရောက်အရင်တည်ခဲ့ကြအောင်အပြင်ရောက်မှဖွင့်ကြတာပေါ့ကွာ အဲ့နေရာမှာရက်လိုက်ပါကိုတို့ အမ် ဒီလိုအသက်ကြာအသက်ပါလားကိုတို့ပြီးရဲ့ ဒီမှာဥချစ်တီဒီရတနာတွေကကျုပ်တို့ကြီးရွာဖွံ့ဖြိုးတိုးတက်ဖို့နဲ့တာရနာတော်အတွက်ပဲအသုံးချမှာဗျခင်ဗျားတို့လူကိုကျိုးအတွက်အသုံးပြုမဲ့လောဘလားရုပ်တော့မဟုတ်ဘူးဗျနားလေလားခင်ဗျာ အဲ့ဒါကြီးကျုံနားမလည်ဘူးဗျကျုံနားလေတာခင်ဗျားရဲ့တနက်ကိုကျုပ်ရှိကိုလာချပြီးရင်ရေနာတိတ်တာကြီးကိုထားခဲ့ပြီးတော့ခင်ဗျားတို့လာရလန်းတိုင်းပြန်ကြွလို့ရပြီဗျ ဥချစ်တီခင်ဗျားဟာမြေခွေးတကောင်လိုပဲတော်တော်ကောက်ကျစ်တဲ့လူပဲဗျ ဒီမှာကိုတို့ပြီးရေခွေးဆိုတာလုံမူလိုက်တဲ့အခါတွင်းဝါကပဲစောင့်ရတယ်တဲ့အဲ့တော့ကြားရရခင်ဗျားရဲ့တနက်ကိုကျုပ်ရှိမှာမြန်မြန်လာချလိုက်တော့ဗျာ ကဲရောကွာဟာဒီမှာတနတ်ကျုပ်လည်းဘဲပြမထွက်ချင်တော့တာတော်ပဲဖြစ်သွားပြီ ဒီလိုလိမ္မာမပေါ့ဦးတုပီရဲ့ကျုပ်တို့ရတနာကြီးရှာပြီးတာကိုလေကျုပ်ကကျေးဇူးတင်ပါတယ်ဗျာဟဲ့ဟဲ့ဟဲ့ ဦးတုပီကျုပ်တောင်းပန်ပါတယ်ဗျာကျုပ်မှားပါတယ်
ကျုပ်မတတ်ပါနဲ့နော်ဦးတုပီ ဦးချစ်တီခမရညံများမယ်တော့မကြံနဲ့တော့ခမရလှုပ်တာနဲ့ခမရခေါင်းထဲကအုံနှောက်တည်းတစစီပြင့်ထွက်သွားလိမ့်မယ်ဗျကဲစောတင်မောင်နဲ့ဘိုက်ကလေးသူတို့စီကလက်နက်တွေတင်းလိုက်တော့ကွာ တစ်ထက်လိုက်ရမလားကွာကြောက်ပါနဲ့ကွာ ဦးချစ်တီခမရကြုတ်ကြုံကောင်းကောင်းမသိသေးဘူးနဲ့တူတယ်ကျုပ်ရိုးမှတော်တယ်မှာတောကောင်ကြီးဘယ်နှကောင်ဖမ်းခဲ့တယ်ခမရသိတာကြောက်ကြဘူးကျုပ်ဟိမုံနာတော်တယ်မှာချင်းတီကြီးဘယ်နှကောင်ဖမ်းခဲ့တယ်ခမရသိလား ကဲဆရာတို့သူတို့ကိစ္စရှင်းသွားပြီဆိုရင်တော့ကျွန်တော်တို့ယေဒနာတစ်တာကိုဖွင့်ဖို့အတွက်ဆက်လုပ်လိုက်ကြအောင်ဆရာတို့ရာကျွန်တော်ယေဒနာတွေကိုတွေ့ချင်လာပြီဗျဖွင့်ချင်လာပြီဗျာ ။အော်အေးဟုတ်တာပဲဘိုက်ကလေးอ่ะ။ဒါဆိုလဲမင်းတို့ရတနာတစ်တာကိုဖွင့်ဖို့လောက်ကြတော့ကွာ။ ဒီကြောက်တုံးနဲ့ပဲထုပါမှာပဲယတနာတွေရတော့မယ်ဟေးယတနာတွေရတော့မယ်ကွာအင်းကဲကွာပွင့်ဦးလားမပွင့်ဦးလားထုကွာဟာကလေးတော့အစင်မပြေတော့ဘူးဟေး မရဘူးဆရာတို့ ဟုတ်တယ်မမင်းဖွင့်ကြည့်စမ်းမအောင်ဟာ ကိုင်းကွာဟာဆရာတို့တက်တာကြီးပွင့်သွားပြီဗျဆရာတို့ရ ဟဲ့ယတနာတက်တာငါပဲပွင့် ဟာဘိုက်ကလေးอ่ะဖွင့်မှာဟာမင်းကြီးဟာဒါဂျပန်ခေတ်ကတုံးတဲ့ငွေစက်ကူတွေပဲဟာတွားပြီးအခုတော့ဘာမှသုံးလို့ရမှာမဟုတ်ဘူး ဟီးသွားပြီဗျာဒီတက်တော့မိမမရတော့ပါဘူးဗျာဟီးတမေသားတော့လူပေါင်းပါပြီဗျာဟီး မိမရကနီးကြမှာကွာကျုပ်လည်းအမားတွေအများကြီးလုပ်ခဲ့ပြီးပါလေကိုတုပီရဲ့ဒီဘာမဟုတ်တဲ့ငွေစက်ကုန်တွေကိုလောဘတော့တတ်ပြီးတော့အမားတွေအများကြီးပြုလုပ်ခဲ့ပြီးတယ်အဲ့ဒီတော့ပြီးတဲ့ပြစ်ကိုလည်းခံယူရမယ်ဗျာ ကျုပ်လေးဒီနေ့ကံမကောင်းပါလားဗျာ